အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြပေးမယ့်အကြောင်းအရာကတော့အသားရည်ကိုမတိမတာပျက်စီးစေသောမနက်ခင်းအလေးအကျင့်များဒါဆိုကျွန်တော်တို့မနက်အိယာနိုးတာနဲ့ဘာတွေလုပ်ဖြစ်လဲဆိုတာစလိုက်ရအောင်တော်တော်များများမနက်နိုးလာတာနဲ့ဖုန်းကိုအရင်ကြည့်မိတတ်တယ်ပြီးရင်စကင်ကဲကိုလည်းပေါ်ဒီပေါ်ဆအမြန်လှုပ်လိုက်တယ်ဒါပေမဲ့တနေ့လုံးမျက်နှာကtired ဖြစ်နေသလိုပဲ skin အသားရည်ကလည်းမကြည့်ဘူးကိုယုံကြည်မှုလည်းမရှိပြန်ဘူးနောက်ပိုင်းမှာတဖြည်းဖြည်းသတိထားမိလာတာမနက်ခင်း routine ကိုဘယ်လိုပြောရမလဲအရန်တန်ရှင်းခြင်းပြီး skin ကိုအရန်ဖိအားပေးနေသလိုမျိုးပေါ့တချို့ဆိုရေပူနဲ့မျက်နှာသစ်တာမျက်နှာကိုအရန်ပွတ်လိမ့်တာမျိုးတွေတအားလုံးတက်ကြတယ်ဒါကြောင့်ဒီနေရာမှာသိထားသင့်တာရှိတယ် skin အသားရည်ဆိုတာ harsh treatment မလိုဘူး gentle routine ပဲလိုတယ်နေ့စဉ်စောအိပ်မယ်ရေများတောက်မယ် sun cream ပုံမှန်လိမ့်မယ်ဒီ habit သေးသေးလေးတွေကပဲ skin ကိုအများကြီးအထောက်အကူပြုပြီးတော့ပြောင်းလဲလာစေတာအခုဆို morning routine ကိုအမြန်ပြီးဖို့ထက်ကို့အသားရည်လှပဖို့ကိုပဲဂရုတစိုက်လုပ်မိတော့တယ်မိတ်ဆွေတို့လည်းမနက်ခင်းအလေးအကျင့်မားတွေရှိရင်ပြုပြင်ဖို့လိုမယ်နော်ခုလိုဗီဒီယိုကိုအချိန်ပေးပြီးကြည့်ရှုပေးတာကျေးဇူးအများကြီးတင်ပါတယ်ဒါရလှပတဲ့နေ့ရက်လေးပိုင်ဆိုင်နိုင်ကြပါစေ